crash ရှိလာရင် ဟုတ်ရှိပါ crack ကဘယ်လိုပုံစံမျိုးလဲ သားဖြူဖြူလေးပေါ့အရက်ရှိရှိနဲ့နည်းတမျက်မှန်လေးနဲ့ချစ်ဖို့ကောင်းတဲ့ပုံစံမျိုးလေး Oh my god stress Oh my god မမလားညီမလေးလား မမဟိုကနည်းနည်းခလေးဆန်တဲ့မမမျိုးပေါ့ဖြူတိုက်ဖြစ်တဲ့မမပုံစံရင်းကျက်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးအဲ့လိုမျိုး တစ်ဖက်သက်ချစ်ရတာနဲ့အပြန်လန်ချစ်ရတာဘယ်ဟာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်လဲ အပြန်လန်ချစ်တာကလည်းသူ့ဟာနဲ့သူတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့တစ်ဖက်သက်ချစ်တာမှာကျတော့ကိုကတစ်ဖက်သက်ကြီးချစ်ခတာကြီးကတော့တိတ်တော့မမှတ်ဘူးဒါပေမဲ့ကိုတစ်ဖက်သက်ချစ်တယ်ဆိုတဲ့ခံစားချက်ကတော့တယောက်ကကိုကြိုက်နေဆိုတဲ့ခံစားချက်ကတော့ကဲမိုက်တယ်ပေါ့ဒီခံစားရတာနည်းစင်ပြေရောဗျာအဲ့လိုစိတ်ထဲမှာ ကို crash ကိုရမ crash ကောင်းပါလေးอ่ะကွာရှေ့မှာဒီရှေ့မှာရောက်နေရဆိုရင်အပြောချင်တဲ့စကားတစ်ခွန်းကဘာဖြစ်မလဲ အမှန်တိုင်းပြောအဲ့လိုမျိုးကိုသဘောကျနေတဲ့မိန်းကလေးကိုရှိရောက်လာရဲ့ဘာပြောလို့ပြောမသိဘူးဖြစ်သွားလိမ့်မယ်တကယ်အဲ့လိုစကားတွေကဗျာနည်းနည်းမေးမိမှာပေါ့အဆင်ပြေလားပေါ့ဘာစားယူလဲပေါ့အဲ့လိုမျိုး သူ့ကိုတွေးလိုက်ရင်ဘယ်လိုခံစားရမယ်လို့ထင်လဲမျက်နှာသူ့ကိုတွေးလိုက်တာနဲ့ကွာမျက်နှာအမူအရာဘယ်လိုပြောင်းသွားမလဲပေါ့ အခုလိုတကယ်မနည်းနည်းမချိုးမချင်းပုံစံပေါ့ဘလို့ချိုးမချင်းပုံစံလေးလုပ်ပြပါလား နည်းအဲ့လိုနည်းနည်းဘလို့ပြောရမလို့တည်ရမှာအတီးတန်းမဲ့နေရမလို့ပြောရတော့ဗျာအဲ့လိုကို crash တယောက်ကကိုရှိရောက်လာရင်တခုခုကိုယ့်ရဲ့ဒီအပြုမှားသွားမှာနည်းနည်းကြောက်နေတယ်အဲ့လိုပြုံးစီပေါ့ချင်းမြုံရုပ်ပေါ့အဲ့လိုမျိုးနည်းနည်း